လုံးမဲမင်္ဂလာပါရှင်ဒီနေ့ကတော့အင်္ဂလိပ်9ရက်နေ့တလပိုင်း2026ပေါ့နော်စည်ရမပြန်ရက်လို့ကိုပြောပြပေးမှာဖြစ်ပါတယ်အလုံး9ခုပါပထမတစ်ခုကအိမ်လို့အလုံး200ဒေါ်မျိုးမှာပါရှင်အိမ်နှစ်ထပ်တစ်ထင်း9ရောက်ရှိမယ်လစာတလ1300ထောင်ဘတ်တစ်ပတ်တရက်နာမနာဦးထင်း900ဘတ်ပေးပါတယ်ဒုတိယလို့တနေရာကကြတော့ပန်ပွန်ထောင်းမှာရှိတဲ့အိမ်လို့ပဲဖြစ်ပါတယ်ရှင်အိမ်နှစ်ထပ်တစ်ထင်း3ရောက်ရှိမယ်အဖွား1ရောက်ရှိမယ်အဖွားတဲ့80ကမကြည့်ရဘူးနော်လစာတလ1200ထောင်ဘတ်တစ်ပတ်တရက်နာမနာဦးထင်း900ဘတ်ပေးပါတယ်တတိယလို့တစ်ခုကအိမ်ဖို့ကလေးထင်းလို့အလုံး200ကတော့ရချက်တာမှရှိပါတယ်ရှင်အိမ်နှစ်ထပ်တစ်ထင်း3ရောက်ရှိမယ်ကလေးကတော့3ရောက်ရှိမယ်ရှင်ကလေးအသက်က9နှစ်3နှစ်6နှစ်ပေါ့နော်လစာတလ1500ထောင်ဘတ်တစ်ပတ်တရက်နာမနာဦးထင်း900ဘတ်ပေးပါတယ်နံပါတ်4လို့တစ်ခုကကျင်းဝဌာနမှာရှိတဲ့မိန်းကလေးအိမ်လို့ပဲဖြစ်ပါတယ်ရှင်အိမ်နှစ်ထပ်တစ်ထင်း3ရောက်ရှိမယ်ဒီအိမ်မှာကလူခန့်1ရောက်ရှိထားမယ်အိမ်လို့တဲ့သူပါလစာတလ1200ထောင်ဘတ်တစ်ပတ်တရက်နာမနာဦးထင်း900ဘတ်ပေးပါတယ်နောက်ဆုံးလို့တစ်ခုကကလေးထင်းတဲ့လို့အလုံး200ကတော့ပန်ကွေမှာရှိမယ်တထင်း2ရောက်ပဲရှိပါမယ်ကလေး1ရောက်ရှိမယ်ကလေးကလသားရွက်ကလေးဖြစ်တဲ့ပေါ့နော်လစာတလ1600ထောင်ပေးပါတယ်တစ်ပတ်တရက်နာမနာဦးထီ600ဘတ်ပေးပါတယ်ရှင်ကလေးနဲ့မဲရဘူးနော်ဟုတ်ကဲ့ဒီနေ့ညီမအလုံး9ခုပြောပြလိုက်ပါတယ်ရှင်အလုံးစိတ်ဝင်စားတဲ့သူရှိတယ်ဆိုရင်ညီမလေးတို့ရုံးပါပဲအလုံးလာစမတ်ပါအထောက်ထားရှိဖို့တော့လိုတယ်နော်ရုံကလာဖောင်48ကားမတိုင်နာမှာရှိပါတယ်ရုံနေတိုင်းဖွင့်ပါတယ်ရှင်နောက်တစ်ခုကတော့စမတ်ကြီးမရှိဘူးပေါ့နော်အလုံးရမဝန်ဆောင်က1000ပေးရမှာဖြစ်ပါတယ်ရှင်ရုံမှာကကော်ဖီလဲကျွေးတယ်မုတ်လဲကျွေးတယ်နော်လာရင်းနဲ့တခါတည်းသုံးဆောင်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်